Eke khobana buddhi padandana eko vibhago hoti. Eke khobana dhammi padandana eko vibhago hoti. Eke khobana dhange padandana eko vibhago hoti. Eke myasong phit pe tho buddhi phaya shin bo nai. Padandana jinyo lesa mi ko atha chin koပြုတတ်ကြပါပေ၏ ဧထိုသူတို့သည်အကောင်းမြတ်သောဝိပါကိုကျိုးတို့တရားသည်ဟောဒီမုတ်ချမသွေရရှိနိုင်ကြပါပေ၏ဧကိမြတ်ဆုံးဖြစ်ပေသောဓမ္မေတရားတော်မြတ်ပေါ်၌ပလန္တနာကြီးညိုလေးစားမိကိုအားထားခြင်းကိုပြုတတ်ကြပါပေ၏ဒီထိုသူတို့သည်အကောင်းမြတ်သောဝိပါကိုကျိုးတို့တရားသည်ဟောဒီမုတ်ချမသွေရရှိနိုင်ကြပါပေ၏ဧကိမြတ်ဆုံးဖြစ်ပေသောသံဃေသံဃာတော်မြတ်တို့ပေါ်၌ပဒန္တနာကြီးညိုလေးစားမိကိုအားထားခြင်းကိုပြုတတ်ကြပါပေ၏ဒီထိုသူတို့သည်အကောင်းမြတ်သောဝိပါကိုကျိုးတို့တရားသည်ဟောဒီမုတ်ချမသွေရရှိနိုင်ကြပါပေ၏လို့ဧကပတ္တနိယသုတ်တံဒေသနာတော်တဲ့ဝဲမြတ်စွာဘုရားမိန့်ကြားသောတရားဒေသနာတော်လာသည်နှင့်အညီရှိကိုခြင်းမြတ်နိုးခြင်းပူဇော်ခြင်းရောသိပြုခြင်းကထိုက်တော်မူသောဘုရားတရားသံဃာယရဏမြတ်သုံးပါးပေါင်းတို့အားယောသိမြတ်နိုးလက်ဆုံးမိုး၍ရှိကိုပူဇော်ဖူးမြော်မှန်ချောကြောကြရကုန်သောကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်စေနာပေါင်းတို့ကြောင့်ဘေခတ်သိယံခတ်သိအန္တရခတ်သိယောဂခတ်သိဆင်းရဲခတ်သိတို့မှကင်းစင်လွင်ပြောင်းမထိမရောက်ပဲမိမိတို့အလိုရှိရသောလောကီလောကုတ္တရာကောင်းကျိုးချမ်းသာကိုဘဝမရှားခံစားနိုင်ကြသည်ဖြစ်ကြပါစေသီလအကျင့်လေးယူကြမယ်အဟံဗန္တိနိဗ္ဗာနံပတ္ထေယံတိနဣတရဏိနသဟနဝိင္ဂသီလံသမာဓိယာမဗန္တိရှင်ဘုရားအဟံတပိတော်သည်နိဗ္ဗာနံဒုက္ခခတ်သိကင်းငြိမ်းရာမံမြတ်နိဗ္ဗာန်ကိုပတ္ထေယံတိနလိုလားတောင်းတသောအဖြစ်ဣတရဏိနဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဤတရဏဂုံသုံးပါးနှင့်သာဓုတကဝနဝိင္ဂသီလံအာနာတိပါဒာဝတိနာဒါနာအဗြဟ္မစရိယာမုဒဝါဒာသုရာမေရယဝိကာလဘောဇနာနိဇာဂိတဩဇာသေယနာမဟာသေယနာမြေဒါသဟကတိနစေတသာအစပြသောဩဘာသောသီလတော်မြတ်ကိုသမ္မာဓိယာမကောင်းစွာခြင်းသုံးသောက်တည်ပါ၏အရှင်ဘုရားဣဒံမေပုံညံမေဃဖလညာနတပစ္စယောဟောတုဣဒံပုံညဘာကံသဗ္ဗတတ္တနံဘာဇိမတပိတော်တို့သည်ယနေ့ယခုတရားစကားအတွင်း၌
လူဒန်းရသောဒါနကုသိုလ်စောင့်ထိန်ရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်သည်မေညာဘုံဉဏ်မြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်လျှောက်မျက်မှောက်ပြုရပါလို့ဤအရှင်ဖေယအပမဒေနသီလံသံပါတိထာဒီနေ့သာသနာတော်သက္ကရာ2569ခုလူတော်ဝဟရကောဇာသက္ကရာ1389ခုပြာသို့လာပြေကျော်17ရက်နေ့ဒီနေ့73ရက်တလ2026ခုမန္တလေးကြီးသားကြီးရောင်ခရိုင်ပကံမြို့သက်ယရဏမောင်ယရဏပုံစံတော်ရဓမ္မရိပ်သာတွင်နဲ့ဆင်ကျင်းပအပ်တဲ့နိဗ္ဗာန်ဝေလာ90တရားစခန်းဒီနေ့ဘယ်နှစ်ရက်မြောက်ဒီနေ့တနေ့တာတရားစခန်းမတ္တိဓမ္မပူဇာကုသိုလ်ရှင်များကတော့နန္ဒ၅ပါးကိုဥထိပ်ထား၍နဘက်သောမိဘဘိုးဘွားတို့ဥထိပ်ပန်ယေရှုကရန်ကုန်မြို့တောင်လာပမြို့နယ်နေပေါင်းဖြစ်သူကိုစိန်ထေအားယေရှု၍ရွှေဝသိရွန်းတဲ့မိသားစုတို့မှလူဒန်းတဲ့အမတ္တဒါနဖြစ်ပါတယ်။ခွာလလေးပြီးတော့ကိုစိန်ထေတိဖြစ်လျာဘုံဒါနကဤကုသိုလ်ကောင်းမှုကိုမြင်နိုင်ကြတဲ့သာဓုခေါ်ဆိုနိုင်၍ဆင်းရဲခြင်းဘုံဘဝကကြွလကချမ်းသာခြင်းဘဝကိုရရှိနိုင်ပါစေလို့ထူမေတ္တာပို့ပါတယ်ဒီနေ့မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ဓမ္မခန္ဓာပေါင်း7400တဲကမဟာဝေကသံယုတ်ပါဠိတော်အညုဒ္ဒသံယုတ်ကလာရှိတဲ့အမပါဠိဝနသုတ်တံအရှိခံတရားတော်လို့အမ္ပပါဠိသုတ်တံအရှိခံပြီးတော့အမ္ပပါဠိဝနသုတ်တံကိုအရှိခံပြီးတော့သစ္စာတရားတော်ကိုဟောကြားနာကြားကြည်ညိုကြမှာမို့တရားတော်မြတ်ကိုဟောတော်မူခဲ့တဲ့ဘုရားရှင်အာယုံပြု၍ဗုဒ္ဓနုတ္တိပွားများကြမယ်ဘုရားအာယုံပြုထကရုဏာတိတလဟတယံပညာပိဇောတဝိဟာတမောဟဓမ္မံကရုဏာတိတလဟတယံပညာပိဇောတဝိဟာတမောဟဓမ္မံလာနရမရလောကကရောဝန္တေသုက္ကတံဂတိဝိမု ddံ ဧတေနသစ္စာဝိဇေနနိရောဂဝန္တုပါဏိနောကရုဏာတိတလဟရိယမကရုဏာတော်မြတ်ကြီးဖြင့်လက်လက်ဖွေးလာအိမြကြည်လင်စီပင်သောချွေစိတ်နှလုံးတော်လည်းရှိတော်မူပါပေထသောပညာပိဇောတဝိယတမောဟဓမ္မအရဟတမေပညာတိသောစီမိယောင်ဖြင့်အဝိဇ္ဇာတိဟုသောမိုင်မောင်ကိုပယ်ဖြောက်တော်မူပါပေထသောသာန္တရာမရလောကကရောလုံနှင့်တကွာတတ္တလောကတကုလုံး၏ညွယဥက္ကယတက်စုလည်းဖြစ်တော်မူပါပေတတ်သောဂတိဝိမု ddံ ဒေဝမနုဿနိရိယနပေတတရိသံလာယံအချိငါတန်သောဂတိတို့မှလည်းထိုသဖြင့်ကင်းလွတ်တော်မူပေထသောဗုဒ္ဓံသစ္စာလေးတံတရားမှန်ကိုပြသခြင်းနှင့်သိမြင်ပေတဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယမကံတရားဟောတရားနာဖြစ်ကြကုန်သောဘုရားတပည့်တော်တို့သည်နမောချီးကိုကြပါတော်သည်မြတ်စွာဘုရားဧတေနသစ္စာဝိဇေနဤသို့နှုတ်တံဖောထုတ်ပြန်၍ဟုတ်မှန်သောဝစီကံကာယကံဝစီကံမနောကံတို့ဖြင့်ယောပတ္တရစေရသောကုသိုလ်စဉ်တရာဆုံးအားတို့ကြောင့်လမ်းပေမီလူရဲ့ရဲ့နဲ့ပြပြပြမမကျွင်းကပင်သောလုံးစုံလည်းဖြစ်ကုန်သောဘာနီနောယနေ့ယခုတရားအလိုပေးလို့ကြကုန်သောလူချင်းလူမများနဲ့ယောဂီသူတော်ကောင်းများရွာသူရွာသားများမြို့နယ်သူမြို့နယ်သားများတိုင်းသူတိုင်းသားများပြည်နယ်သူပြည်နယ်သားများနိုင်ငံသူနိုင်ငံသားတို့သည်အညာမေညာရှင်းခြင်းပြရစေကိုရရှိခင်သောမျက်စိတို့ဖြင့်ကြည့်ရှုနိုင်ကြပါစေအညာမေညာရှင်းခြင်းကိစ္စကရဏီယောလောကအကျိုးသာသနာအကျိုးကိုဝိုင်းဝန်းပြီးတော့ဆောင်ရွက်နိုင်ကြပါစေ
Lapa Andra Londo Biba Andra Yandra Madamia do the Winda do Beja Bedu Yemedin the Gato Kensin Lumia Java the Undari. Logan Luchanda Nachanda Yama Chanda do the Mimia Lazwa. Meshanda Bochanda Neva Chanda de Aru de Yamiako. Ehidi Sayao Nang Ao Choza Ado Nanga the Onya the D. Pony Beta Pony, I think I yali me. Sajanta time beat up. They are not here. They are two ships. Seiko don't be jammed. Ambabali, one not thought down, she can't they are all. Ambabali, Beku Mobu. Ambabali, one not thought down, she can't they are all. Around Yaswa Payashi Tadana Rojirem. Oh, she don't have me. Payashi let it out, don't have me, teaching tea. Yahandangaromia Mudami Mudamia Alo Bogori. Payata Lana me beat up. Kudodi, you chat it. Hola. That's what Payata Lana Roha. The Radia she that Bogo Mia to alone Jesu Miavare. No? The Radia Meshida Bogo to a car Jesu machine. No? Melo Bogo to a Jumia. Tata Yeti, Tati Yeti, Tata Yongji moved the Bogo, Tata look common. Hola? Bago Yongji in the land of me. Pay up on my Yongji there. No? Go Piano, go no dogo, Bono Masabi, go no Dandaka, Puso that. Payaji Hobo Nyobia at the Chokbalo, the Yaro Miatu Boma. Yonji Mudra, the Abiwa Gino Tade. No? Maria Badiba, Tadana Nayako, Sound Yudo Mujade, Dangaro, Shimiatuko, Gino Lisa Tade. No? Godo ne Agodo, Kane, Jobi Boma, Yonji that day. Era the Dalu called. No? To the Radia she that Boko ha. Payashin so mago me beat up. Payashin Ekadawaga Mahadawaga Yahandari Yadurago Miatida Adigo Ya all. Gentle don't move watch at it. No? That's why we are so maga. Alulu Wagni Yala Rama Mope Jin you ma ya. Hello you ma. Jin Yade Jinda Kalebe Adakila Mata Naule Malaya Kamadu Kan Liga Jinle Mapshia Missima Baribada Jin. Hola. Payindo Miaswa Via dea Atu de Niyama, we got Tomago talk beat up ya. Kaya, we go sit down, we go over the we go. They don't make our way walk on Nabana, Babu Nandi. Make away, I said that young Omyaro, beg away, said that to me bound.
ယောပုဂ္ဂလောကျင်ကမ္မထံခွင်လုံငန်းဝင်လဲရှိသောယောဂီပုဂ္ဂိုလ်သည်ကာယဝိဝေကောမိမိနှင့်တကွမိမိပါဝန်းကျင်တိတ်ဆိတ်ငြိမ်သက်ခြင်းသည်၎င်းကာယဝိဝေကဆိုတာတိတ်ဆိတ်ငြိမ်သက်နေရတယ်နော်စိတ်ဓာဝိဝေကောအပြင်ကအသံပလံတွေကိုမကြားရခြင်းကြောင့်စိတ်သည်ကိလေသာတရားတို့မှဝေးနေတဲ့သဘောတည်သော၎င်းမိမိကိုယ်နဲ့ပတ်သက်ပြီးတော့ပဝန်းကျင်ဟာတိတ်ဆိတ်ငြိမ်သက်ရတတ်လို့မိမိရဲ့ပဝန်းကျင်ကိုအကြောင်းပြန်မဲ့စိတ်ဟာလည်းတိတ်ဆိတ်ငြိမ်သက်ရတယ်နော်ဘုရားရှင်ရဲ့အဆုံးအမပါဠိဒေသနာတော်မြတ်ဟာကာယဝိဝေကစိတ်ဓာဝိဝေကနှစ်ခုတည်တည်ရည်ကြီးတယ်မြဲတမ်းတိတ်ဆိတ်ငြိမ်သက်နေရတယ်နော်တရားထိုင်နေတဲ့ကာလလည်းပဲတိတ်ဆိတ်ငြိမ်သက်ပြီးကိုယ်ခန္ဓာနဲ့ကိုယ်ဉာဏ်ကိုအဖို့လုံးပြီးတော့တတိနဲ့တတိပြထမ်းသောဉာဏ်ဖြင့်ကြည်နေရသလိုမိမိစိတ်စဉ်မှာလည်းပဲကိလေသာတွေမဝင်ရအောင်တတိပြထမ်းသောဉာဏ်ဖြင့်အဖန်ဖန်ထက်ထက်ကြည်နေရတယ်နော်တခါတည်းကြတော့တချို့နေရာတွေမှာတရားတွေအားထုတ်တော့စာပေကျမ်းဂန်မှာမရှိတာလေးတွေကိုလုံးပြီးတော့ကြံတန်တန်ကြီးတွေပြုလုပ်နေတာတွေ့တော့စာလွတ်ပေလွတ်ဆိုတော့ခက်တော့ခက်တယ်နော်စာပေကျမ်းဂန်မှာမရှိတဲ့အပြုအမူအရာတွေပြုလုပ်တော့ဒါတွေကိုလည်းတချို့ကလည်းများတော့ပဲကြိုက်ကြတာပေါ့လေဒါကလည်းကိုကြိုက်တာကိုလှုပ်ထားတော့ကောင်းတာပေါ့သို့တော့ပြုလုပ်တဲ့ခါကာလမှာပရိယတ္တိဘောင်ကိုတော့အမြဲတမ်းရှိရဘုန်းကြီးတို့ကတော့ပရိယတ္တိဘောင်ကိုကြော်လွန်တဲ့အပြုအမူအရာတွေပြုကိုလည်းမလုပ်ဘူးသူတို့ဘက်ကိုလည်းအာမပေးဘူးနော်မြတ်စွာဘုရားကဝိဝေကောသင်္ကနိကောတဲ့ဝိဝေကဆိုတာတိတ်ဆိတ်ငြိမ်သက်တဲ့နေရာဟုတ်လားဘာဖြစ်လို့မြတ်စွာဘုရားရှင်ကတိတ်ဆိတ်ငြိမ်သက်တဲ့နေရာဒီကာယဝိဝေကစိတ်ဓာဝိဝေကဖြစ်တဲ့နေရာကိုရွေးခိုင်းတယ်လဲဆိုတော့ကိလေသာပါတဲ့နေရာမို့အတံပလံဒီမကြားရင်ကိလေသာတွေအဝင်မရှိဟုတ်လားသမာဓိရလွယ်တယ်တဲ့ဉာဏ်ထက်သန်စေတယ်နော်တရားအားထုတ်တော်မယ်ဆိုဘုရားကနေရာ၃ပါးကိုရွေးခိုင်းတယ်လေဣဒဘေကဝေဘေကုအရိညာကတောဝါရောဂမူလကတောဝါသုံးညာကာရကတောဝါနေတိတိတိပင်လင်္ကာအာဘောဇိတောဥဇုကာယပဋိဒါယပရိမောက္ခတတေဥပထပေတဝါမဟာတတိပဒနာသုတ်တော်ပြီးတော့တဲ့ယဟန်တို့အဲ့ဒီနေရာသုံးပါးမှာတခုတော်အယမှာဖြစ်စေတတပင်ဝါဒပင်အောင်မှာဖြစ်စေသို့တော့ကာယဝိကစေတဝိကဖြစ်လိုက်တဲ့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဖြစ်တယ်အဲ့ဒီနေရာသုံးပါးမှာတခုခုကိုရပြီဆိုရင်တဲ့နိဗ္ဗာန်ကိုဆေလွတ်သောစိတ်ရှိသည်ဖြစ်၍အရေးရှင်းကစိတ်ကနိဗ္ဗာန်ကိုလိုလားနေတဲ့စိတ်ဖြစ်ရမယ်ကင်းသောရာဂရှိတာနိဗ္ဗာန်ကိုစေလွတ်သောစိတ်ပဲကင်းသောရာဂရှိတာလုံးလဝရိယတရားကိုရှေ့တန်းတင်ပြီးတော့ကျင့်ကြံပွားများအားထုတ်ရမယ်တဲ့နော်ကင်းသောရာဂလည်းရှိရမယ်စိတ်ကကင်းသောရာဂရှိသည်ဖြစ်၍နိဗ္ဗာန်ကိုစေလွတ်သောစိတ်ဖြင့်ခန္ဓာယုံနာပေါ်မှာပြင်းထန်သောလုံးလဝရိယကိုရှေ့တန်းတင်ပြီးတော့ဖန်ဖန်ထက်ထက်ကြိုးစားကြမယ်ပွားများကြမယ်အားထုတ်ကြမယ်ဆိုရင်နိဗ္ဗာန်ဆိုတာလက်တလန်းတဲ့ဟုတ်ကဲ့လားအိုးကြီးလားအနီးလေးလားကျင့်ဒီမှန်ကန်ဖို့လိုတယ်ပေါ့
ပါဠိမှန်ကန်ဖို့လိုတယ်ကျင့်ဖို့ကျင့်ဒီကျင့်နည်းလေးတွေမှန်ကန်ဖို့လိုတယ်ဘုရားသာသနာက2500ကျော်သွားတော့နီးတွေကသူ့နီးငါနီးတွေကများလာကြတယ်ဘုရားနီးပြောက်ဟုတ်လားဘုရားနီးပြောက်ပြီးတော့သူ့နီးငါနီးတွေကများလာတော့လူတွေအရိယာမဖြစ်တော့ဘူးနံပါတ်1ယဟန္တာအကျင့်မဟုတ်တော့ယဟန္တာတွေမဖြစ်တော့ဘူးအနာဂံတွေမဖြစ်တော့ဘူးသဂရဂံတွေမဖြစ်တော့ဘူးသောတာပန်တွေမဖြစ်တော့ဘူးနော်ကျင့်တော့ကျင့်ကြတာပဲအလုပ်လုပ်တော့လုပ်ကြတာပါပဲတဲ့အကျင့်ထူးဆန်းပွင့်ပေါက်ပန်းလဲလောကဓမ္မတာပေါ်လိမည်အနာဂတဝင်ကျမ်းမှာအဲ့ဒါလိုပြအကျင့်ထူးဆန်းပွင့်ပေါက်ပန်းလဲလောကဓမ္မတာပေါ်လိမည်တဲ့ငါဘုရားသာသနာ2500ကျော်သွားပြီဆိုရင်တဲ့ထူးခြားတဲ့အကျင့်တွေပေါ်လာလိမ့်မယ်တဲ့အကျင့်ထူးဆန်းပွင့်ပေါက်ပန်းဟုတ်လားပေါက်ပန်းပွင့်ကြည်မလှဘူးလားအနမ်းရှိလားကျင့်တော့ကျင့်ကြပါတယ်တဲ့လူတွေကလှုပ်တော့တကယ်လှုပ်ကြပါလိမ့်မယ်မဉ္ဇဉ်ဘုံဉဏ်ဒီဟုသောပန်းယနမရှိတော့ဘူးမပေါ်ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ပါအဖြစ်လို့လဲမေးတော့မျက်စိမှာပရိပဒလမ်းမဟုတ်လို့ဟုတ်လားဤကြီးတာတရားဆိုတာရွေးချယ်တတ်ဖို့လိုတယ်နော်တရားကိုရွေးချယ်တတ်ဖို့လိုတယ်တရားစကားရှိတိုင်းလည်းမလုံးနဲ့ကြည့်ပြီးတော့သူနီးငါနီးဒီကများလာတယ်ဖယားနီးဘုန်းကြီးတို့ပါဠိတော်ဒေသနာတော်မြတ်ကိုကိုးကားပြီးတော့လည်းမဟောကြတော့ဘူးပါဠိတော်ထာဂရတို့ကိုကိုးကားပြီးတော့လည်းမဟောတာဖို့ကိုစိတ်ထင်တယ်လို့ဟောစိတ်ထင်လို့ပြီးအာဘော်ဒီလွန်ပြီးတော့တရားဆိုတာတဏှာကြီးထိုင်လို့မရဘူး၄၅၆နာရီထိုင်မှတရားရတဲ့အာဘော်ဒီလွန်ကုန်တာဟုတ်လားနာယီဘယ်နဲ့ဆိုင်ထိုင်မှတရားရနိုင်တာထိုင်တိုင်းတရားရမယ်ဆိုရင်တော့မပြောတော့ဘူးဟုတ်လားတရားဆိုတာမြတ်စွာဘုရားကလက်ဖြောက်တတိတွင်းမှာလည်းရနိုင်တယ်ဟုတ်လားကိုယ်ထားတဲ့လက်ကိုတဆန့်တွင်းမှာလည်းတရားရနိုင်တယ်ကာယကံရှင်ရဲ့ပါရမီပေါ်မှာမူတည်တာကိုပါရမီရင်းတန်ရင်ရင်းတန်သလောက်မြန်မြန်တွေ့နိုင်တယ်ပါရမီအားနေတဲ့ပုဂ္ဂိုလ်ကြတဲ့အချင်းကြာကြာအလုံးလုံးကြရတယ်ဒါကြောင့်မိုးကုတ်ဆရာတော်ကြီးကမင်းတို့ဒီဘုရားသာသနာမှာတွေ့တဲ့ကာလမှာတရားမှတ်လို့မရဘူးဆိုရင်လည်းစိတ်တက်တွေကြာပြီးမနေနဲ့တရားမှတ်ွက်တွေမပေါ်လို့လည်းစိတ်တက်တွေကြာပြီးမနေနဲ့ငါဒီဘမှာငါတရားမရနိုင်တဲ့ပုဂ္ဂိုလ်ထင်ပါရဲ့ဆိုပြီးတော့ကိုယ်ပါရမီကိုထိုးမချနဲ့အောင်သာသနာမှာတွေ့တယ်ဆိုတာကုသိုလ်ပါရမီပါလာတော့ဟိဟုတ်လားထိုပါရမီကိုဘာလို့ရမလဲဖြည့်နိုင်ဖို့အတွက်ပါရမီရင်းတာမရင်းတာတွေသွားပြီးတော့မတွေးတော့နဲ့တဲ့နော်ရင်ရင်မရင်ရင်ကျင့်တာကျင့်အရင်ဖြစ်မြဲတာလိုချင်သလောက်မပေါက်မြောက်ကျင့်သလောက်ရမြဲတာဟုတ်ကဲ့လားပါရမီရင်ရင်မရင်နဲ့သွားပြီးတော့တွေးမနေနဲ့တဲ့စိတ်ဓာတ်တွေကြမနေနဲ့တဲ့ရွှေနေတော့လေးချောပြီးမနေစေနဲ့တဲ့ဟုတ်ကဲ့လားရင်ရင်မရင်ရင်ကျင့်တာကျင့်အရင်ဖြစ်မြဲတာကျင့်မှမြရင့်လာတာပေါ့မကျင့်ရင်တော့မရင်ဘူးလေလိုချင်သလောက်မပေါက်မြောက်ကျင့်သလောက်ရမြဲတာကိုကအနာဂယဟန္တာဖြစ်ရှင်တဲ့ဒါပေမဲ့အဲ့တလောက်ထိတော့မရပင်ညာတော့လဲကိုကျင့်တလောက်တော့အ ਨੇ ဆိုတမက်တဖို့တော့ရမှသိကြတယ်တဲ့ရှင်းရလားဒါကြောင့်တရားဆိုတာယောဂီတို့ရဲ့အဝိဇ္ဇီမလားနီးသလားကိုကအရိယာပုတ်မှန်မှန်နဲ့ကြိုးစားနေဖို့သာလိုတယ်နော်ဒါမှန်မှန်ဖြင့်အရိယာပုတ်မှန်မှန်နဲ့ထိုင်နေစဉ်ရက်နေစဉ်သွားနေလျောင်းနေစဉ်အရိယာပုတ်တိုင်းမှာတတိပြထံသောဉာဏ်တို့ဖြင့်ဖမှန်တက်ကြိုးစားကြမယ်ပွားများကြမယ်အားထုတ်ကြမယ်ဆိုရင်
တရှင်ရှင်လေးမှာပန်းတယ်ဆိုတဲ့မညာဘုံညာပေါ်နေမပေါ်နိုင်ကိုကအမြဲတမ်းဘာလို့နေဖို့လို့လဲတရဇတ်အမှတ်ရှိရမယ်မနာမယကြမ်းမပြရှုမှတ်မြဲရမည်ရှုစဉ်ပေါ်ရဆင်းရဲမျိုးလွန်မိုးပယ်ရမယ်လမ်းဆုံးမရောက်ဒုမတောက်တောက်ချောက်သွားရမယ်ရည်ရွယ်ချက်ပန်းတိုင်ကိုမရောက်မချင်းဘာလို့ရမယ်တောက်ချောက်သွားရမယ်အလောက်ကကိုယ်အလုံးနော်တောက်ချောက်သွားရမယ်အလောက်ကအေးကိုယ်ပိုင်အလုံးမှန်မှန်လို့ကိုယ်ပိုင်အလုံးဒုတိယကကိုယ်ပိုင်အလုံးမြန်မြန်လို့နောက်မှဒီတရားအထုတ်မှဒီနေ့မှအာမထုတ်သေးဘူးနောက်နေ့မှအာထုတ်မလဲသွားပြီးတော့နောက်နေ့ဒီဘာတွေတွေးမနေနဲ့တဲ့ပြုလို့ဆရာမန်သိမြတ်တွေမြင်မြင်သာပြုလို့ထားပါတဲ့ခန္ဓာကရွှေတရဲငွေတရဲမဟုတ်လားတော်ကြတစ်မျိုးတော်ကြတစ်မျိုးမဟုတ်လားအရာကနိုးလာတော့အကောင်းကြက်ကြက်ပဲဟောထိုင်နေရင်းနဲ့ချစ်ချင်းအစင်မပြေဖြစ်လာထိုင်လို့မရဖြစ်လာဟုတ်လားခန္ဓာရဲ့သဘာဝတရားကအပြစ်ကိုအမြဲတမ်းဆောင်းနေတယ်လေဘာလို့ဆောင်းနေတယ်အဖြစ်ကသိမရှိတော့ဘူးအပြစ်ကပဲများလာတယ်နော်ဘာများလာတယ်အမြဲတမ်းလို့ပစ္စည်းမှုများလာတယ်အနုလက္ခဏာပဲများလာတယ်အပေါင်းလက္ခဏာမပြတလောက်ပဲဟုတ်လားညတုံးကရဟန်းမေတော်ကြီးတယောက်တရားတရားသိရှိတယ်အသက်ကလည်း80ကျော်တိုင်းနဲ့အဆင်မပြေဘူးအဆင်မပြေပြီးတော့ဘုံဘုံတပည့်တော်တို့ဒီလိုရှိတယ်မန္တလေးပြန်လိုက်အောင်မယ်ကျမ်းမာရေးအတွက်အေးသွားဘာလို့လဲဆိုရင်ခန္ဓာကိုယ်ကသင်္ခါရခန္ဓာကိုစေနဲ့လည်းပြုပြင်ရဟုတ်လားဒီခန္ဓာကကိုဖြစ်ခြင်းတလို့မှမဖြစ်ပဲရာသီဥတုကကျန်းတဲ့အခါသူကဓာတ်ကမမြတ်တာဘူးလေဘုရားရှင်ကမိန့်ထားတာကသေဒေနာပိရုပ္ပတိဩနေနာပိရုပ္ပတိလို့ပြဒီခန္ဓာကိုယ်ကြီးကအေးကြောင့်လဲပါဖြစ်တယ်ဖောက်ပြန်တတ်တယ်တဲ့အေးလွန်ကဲလို့လည်းပါဖြစ်တတ်တယ်အပူလွန်ကဲလို့လည်းသူကအေးအပူတွေမြတ်တအောင်လုံးနေမှသူခိုင်းလို့အဆင်ပြေတာသူကိုလွန်ကဲခိုင်းလို့လည်းအဆင်မပြေဘူးရှင်းခိုင်းရမယ်အဲ့လိုခိုင်းရမယ်ရှင်းခိုင်းရတယ်အရိယာပုမှန်မှန်လေးခိုင်းရတယ်ဘာလို့လဲဆိုရင်အနတ္တလေးခန္ဓာကအတ္တလားအနတ္တလားစိတ်တညစီမံထားတဲ့ခန္ဓာကိုယ်ကြီးမှမဟုတ်ပဲကိုမမပိုင်ပဲကိုပိုင်တယ်ဆိုရင်မနာပါနဲ့မကျင်ပါနဲ့မကြိုက်မခဲပါနဲ့ဘာယောဂမှမဝင်ပါနဲ့လို့တားထားမှာပေါ့အခုတားလို့ရလားဘာကြောင့်ဟေးဒါကြောင့်နာမရူပံဘိခဝေအနတ္တံဘုရားကဘေကဝေယံတော်များဩចេတတို့ဘေကဝေจิตခြင်းဘောလို့နာမရူပယုတ်နာဓမ္မသင်္ခါရတရားတို့သည်အနတ္တံသင်တို့ပိုင်ဆိုင်ခြင်းသဘောတရားဘာတစ်ခုမှမရှိလေဘူးထပ်ပြီးတော့အယံကာယောဒုက္ခသစ္စာမကာယောဒုက္ခသစ္စာအယံကာယောသင်တို့ရဲ့ခန္ဓာသင်တို့ရရှိတဲ့ခန္ဓာကိုယ်ကြီးသည်ဒုက္ခသစ္စာမြဲမြဲဆင်းရဲပင်ပန်းရ၏သင်တို့ဆရာငါဘုရားရှင်ဤခန္ဓာကိုယ်ကြီးသည်လည်းပဲဒုက္ခသစ္စာအတုတကွဆင်းရဲပြနေပါ၏ငါဘုရားဆိုပြီးတော့ဒုက္ခသစ္စာမရှိဘူးလို့အထင်မကြီးနဲ့တဲ့ဟုတ်ကဲ့လားခန္ဓာကိုယ်ရူပခန္ဓာရုပ်ရှိသည်များဓာတ်ကြီးလေးပါးတို့ဖွဲ့စည်းထားသောခန္ဓာတို့မြည်သည်မှာအမြဲတမ်းဘာဖြစ်နေဖောက်ပြန်နှိမ့်ဆက်ခံနေရတယ်ဖောက်ပြန်ပြီးနှိမ့်မဆက်အောင်ဘယ်လိုကာကွယ်ရမလား
ကာကွယ်လို့မရဘူးနော်တားလို့မရဘူးနော်ကောင်းပဲဆိုတဲ့ဆေးတွေတော့မရဘူးဒီမဲ့ယောဂဖြစ်လာပြီဆိုရင်ဘယ်ဆေးတော့ဘယ်လောက်ပဲကောင်းပြီဆိုတဲ့ဆေးတွေကုမရလိုက်ဘူးဘုံကြီးတဲ့ပုဂ္ဂိုလ်ပိဋကသုံးမအာကုံဆောင်တတ်တဲ့ကိုတော်ကြီးပဲဆိုပြီးတော့ကံကမျက်နှာလိုက်ရလားသာသနာ့ကျလောကအတွက်အလွန်အကြီးစုများတဲ့ပုဂ္ဂိုလ်ပဲသူ့ကိုမသိအောင်တားကြပါဦးမဟုတ်အောင်မနာအောင်မသိအောင်ဝိုင်းပြီးတော့တားကြပါဦးဆူတောင်းပေးကြပါဦးလို့ဆူတောင်းပေးဘုရားပြောတယ်ကံကုန်ရင်ပြန်မဆုံတော့ဘူးလို့နော်ဘယ်လိုစကိုင်းကတိပိဋကဆရာတော်လေးဘုန်းကြီးတို့ညီတော်မောင်လေးသိရေနှီးကြဥပိဇာတအသက်က40ကျော်အသက်40ကျော်55နှစ်လားမသိ45လားငါတော့နည်းနည်းမေ့ကုလိုက်တာစိတ်ကဘုံကောင်းပြီဆိုတဲ့ဆေးတယ်နော်တရားဓမ္မတွေကလည်းဝိုင်းပြီးတော့လှူကြတာဆေးဖို့ဝါကနော်လှူကြရလှူလိုက်တယ်တန်းလိုက်ကြတာဘာမှမရနိုင်ဘူးနော်တဖြည်းဖြည်းနဲ့ရော့ကြသွားတာနောက်ဆုံးတော့လောကနောက်ခိုင်းသွားချနော်ဘုရင်တို့ကသွားရင်လည်းတည်မေးယုံပဲငါကြီးကျမကြီးရှင်နေပဲလို့လေခေါင်းလေးပဲခါပြတယ်မကောင်းတော့ဘူးဗျာတဲ့ကောင်းတာတွေဖြစ်မလာတော့ဘူးတဲ့နှခွန်သုံးခွန်ပြောတော့မှမောတာနော်စကားလေးနည်းနည်းလေးပြောတော့မောတာမပြောနဲ့ငါကြီးမပြောနဲ့စိတ်ကိုချော့ချတာလေရှူလို့မရတော့ဘူးခဏလေပြတ်သွားတယ်ဒါကြောင့်မို့လို့တချို့ပုဂ္ဂိုလ်တွေကပြောတယ်ဒီမကောင်းဖြစ်လေဝင်လေထွက်လေကိုအသေးအံမှတ်ခိုင်းတယ်ရိုးနေတာတောင်မှအဲ့ဒီရှိမှအားတွေမရှိတော့ဘူးလေအင်းအားတွေမရှိတော့ဘူးဆိုရင်ဝင်လေကိုရှူထွက်လေဝင်လေထွက်လေရှူချဲလှုပ်ပေးဆိုမြန်သေခိုင်းတာနဲ့အတူတူပဲဟုတ်လားအဲ့ဒီအတန်ကြားရင်လူနာဟာလေသူ့အဲ့ဒီပြောတဲ့ပုဂ္ဂိုလ်အနာကမခံခြင်းတော့မုန်းတယ်ကိုယ့်ဟာကိုယ်တောင်မှရိုးတောင်ရှူလို့မရတဲ့အတင်းရှူခိုင်းတယ်အချင်းမှတ်ခိုင်းတယ်ဟုတ်လားဒါကြောင့်မို့လို့တခါတည်းကြလို့ရှိရင်နီးဒီလွဲနေတာနော်မြတ်စွာဘုရားရှင်ကဘုန်းကြီးတို့အခုပြောနေတဲ့ခန္ဓာကိုတောင်းမထားနဲ့တင်းမထားနဲ့အောက်မထားနဲ့လေကိုရှူချက်မရှူနဲ့ခန္ဓာကိုလျှော့ချစိတ်ကိုလျှော့ချနာမကျမ်းဖြစ်လာပြီဆိုရင်လည်းအဲ့တလို့အေးရပေါ်တဲ့ဘုံကိုလည်းပြီဆိုစိတ်ကိုလျှော့ချခန္ဓာလျှော့ချခတ်အေးဝင်လို့ထွက်လေကိုမမှတ်နဲ့ကိုကတကူလုံးညံနဲ့ချုံပြီးတော့မကောင်းတဲ့ခန္ဓာကမကောင်းတာလေးပြနေပါလားစင်ကြင်နေုံမဲ့အောင်မေမို့တတိစင်ကြင်မှုတံပစင်တက်ကိုလက်ကင်ထားပြီးတော့ကြည်နေဘုရားကနော်အောင်မေမို့တတိစင်ကြင်မှုတံပစင်တက်ကိုလက်ကင်ထားပြီးတော့နေကြဘောပေါရဲ့လားခန္ဓာတစ်ခုလုံးဟာမြတ်စွာဘုရားရှင်ကတပ်ပေသင်္ခါရအနိစ္စလို့ပြောတယ်မမြဲဘူးခန္ဓာတစ်ခုတကယ်မမြဲတဲ့ခန္ဓာကြီးပါလားတစ်ခုလုံးညံနဲ့ချုံပြီးဆင်းကျင်ပြီးတော့ပဲနေရမှာစိတ်ကိုချော့ချခန္ဓာချော့ချလေကိုမြန်မရှူမိစေနဲ့လေမြန်ရှူမိရင်မောပြီးတော့ရှစ်မသာပေါ်သွားမယ်ဟုတ်လားအဲ့ဒီတော့ရတဲ့မှာလူနာသတင်းမေးတဲ့အခါလည်းပဲမေးတတ်ဖို့လိုတယ်နော်အတင်းအာဓမ္မမေးရင်မေးတော့ဟိုကလူကယောဂီတချို့အရှင်နေကြည့်ပြီးတော့လူနာမေးရသေးတယ်ဟိုကလူနာကတရားလေးမှတ်ပြီးငြိမ်ချမ်းလေးမျက်စိလေးမေးပြီးတရားမှတ်နေတယ်သွားပြီးတော့မခေါ်နဲ့သူအမှတ်နဲ့သူနေတာ
ဒီကလူတွေအမောနှိုးလို့ပြီးနေကောင်းလားသတိမရသေးရဲ့လားဟာနှိုးနေပြန်လုံနေပြန်ပြီဟိုပုဂ္ဂိုလ်ဒုက္ခပေးတာနဲ့အတူတူပဲဟုတ်လားအထိုက်လဲဒီသူမျက်စိလေးဖွင့်ပြီးတော့နေနေလေးကြည့်နေမယ်ဆိုရင်အဲ့ဒါပြောမေးမဟုတ်မမေးနဲ့မပြောနဲ့နော်ကြိုတင်အလေးကျင့်လေးရှိတဲ့ပုဂ္ဂိုလ်ကခန္ဓာကိုယ်ညာလေးနဲ့ကြည်ပြီးတော့ပြောရင်လဲတကယ်ချင်းရေတကယ်ချင်းဗာတိဖြစ်ပြတယ်ဟိုခန္ဓာကိုယ်သိပြီးတော့တောင်းတင်မထားနဲ့နော်စိတ်ကိုချော့ချတို့တရားအားထုတ်တဲ့ကာမဆရာတော်များဆုံးမသလိုခန္ဓာကိုယ်ချော့ချစိတ်ကိုချော့ချခတ်အေးအေးလေအဲ့ဒီခန္ဓာတကလုံးညနေခြုံပြီးတော့ကြည်အနိစ္စမို့အနိစ္စပြတာမို့လားဒုက္ခမို့လို့ဒုက္ခပြနေတာပဲအနတ္တခန္ဓာကိုယ်ကြီးလေဘယ်သူမှတားလို့မရဘူးတို့အနာရောက်လာလေတို့ကယူလို့မရဘူးယူလို့တော့ရရင်ဟိုလိုတယောက်နည်းနည်းလေးသူရဲယူသွားမှာပေါ့ယောဂကိုလေယူလို့တော့ရကြည့်တယောက်ကိုတကြဖို့ဆိုရင်ဘယ်လောက်ဖို့ယူခြင်းလဲယောဂတကြဖို့ဖြစ်နေပြီဆိုရင်ဘယ်လောက်ဖို့ယူခြင်းကြယူလို့ရရင်ပြောတာဟုတ်လား9 ပြားဖို့10 ပြားဖို့ပေါ့အများကြီးယူလို့မရဘူးလေဟိုလိုနည်းနည်းဒီလိုနည်းနည်းဆိုရင် तू တက်တာသွားမယ်မဟုတ်လားအခုအဲ့ဒါလိုယူလို့ရလားဘာခန္ဓာမို့ကိုယ်သဘောမှမဟုတ်ပဲဟုတ်လားကံစီမံလို့ရရှိထားတဲ့ခန္ဓာကတော့ကံခိုင်းတယ်လို့ရိုင်းနေရတာပဲနာခိုင်းမယ်ကျင်ခိုင်းမယ်ကြိုက်ခိုင်းမယ်အောင်ခိုင်းမယ်ဟုတ်လားထိုင်လို့မရအောင်ခိုင်းလာမယ်သူကကံကထားလို့မရလောက်အောင်ခိုင်းလာမယ်လက်ကလှမ်းလို့ယူလို့မရအောင်ခိုင်းလာမယ်ခြေထောက်တွေလှုပ်လို့မရအောင်ခိုင်းလာမယ်မျက်စိဖွင့်လို့မရအောင်ခိုင်းလာမယ်နားမကြားရအောင်ခိုင်းလာမယ်ကဲဘုန်းကြီးတို့ခန္ဓာတရားဓမ္မတွေခန္ဓာရှေ့မှာယံသူစောင့်နေတယ်သုံးလို့မရအောင်နှိမ့်ဆက်မဲ့ယံသူဟုတ်ကဲ့လားအဲ့ဒါကိုမြတ်စွာဘုရားရှင်ရဲ့တပည့်သားသာဝကကြီး2 ပါးအမပါဠိတရေဥယျင်တော်မှာတည်တော်ပြီးနေတော့ညချမ်းချင်းကာလမှာရှင်သာရိပုတ္တရာနဲ့အရှင်နရုဒ္ဓမထေရတို့တပါးနဲ့တပါးခလန်းလန်းလေးမှာသစ်ပင်အောက်မှာသစ်ပင်ကြီးရှိတာကိုသစ်ပင်ကြီးတွေအောက်မှာချမ်းချမ်းသာသာထိုင်ပြီးတော့និရောဓဖလားသမဘဝင်စားကြညချမ်းရှင်ကာလမှာအသီးသီးထားပြီးလာကြစဉ္ညာကမ္မထံနဲ့စဉ္ညာမိုက်ရှင်သာရိပုတ္တရာမထေရမြတ်ကရှင်နရုဒ္ဓကိုလမ်းပြီးတော့မေးတယ်ငါရှင်နရုဒ္ဓတဲ့သင်ရမျက်စိမျက်နာတွေကြည်လင်ပိုက်ပါကြည်လင်ပါပြီကျင့်ရဲ့သင်ရဲ့ခန္ဓာကိုယ်အနေထားတွေကြည်လင်တန်ရှင်းပါပြီငါရှင်အနုရုဒ္ဓသင်ဒီဤကဲ့သို့စိတ်နေစိတ်ထားလေးကြည်လင်တဲ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့ကျင့်မျက်နှာထားလေးကြည်လင်တဲ့ဤကဲ့သို့ကြည်လင်တန်ခြင်းငြိမ်းအေးနေတဲ့စိတ်နေစိတ်ထားနဲ့ရှိတဲ့သင်သည်ဘယ်လိုနေခြင်းဖြင့်နေထိုင်ခဲ့ပါသလဲရှင်သာရိပုတ္တရာကမေးတယ်နော်ယန္တာမထေရမြတ်ကြီးတယ်နော်ရှင်သာရိပုတ္တရာကဧကသာဝကယန္တာကြီးရှင်အနုဒ္ဓမတိကမဟာသာဝကယန္တာကြီးယန္တာတို့និရောဓဖလားတော်ဝင်စားပြီးလာတော့အလွန်ကြည်လင်တာကိုစိတ်နေစိတ်ထားတွေစိတ်မှာကိလေသာတွေငြိမ့်နေတယ်တော့ရုပ်ပိုင်းဆရာကြည့်လိုက်ပြန်တော့ကြည်ပြီးတော့ငြိမ့်အေးနေတာပဲသူကြည့်ရမှာရွှင်နေတာပဲရှင်သာရိပုတ္တရာမထေရမြတ်ကမေးတော့ရှင်နရုဒ္ဓမထေရမြတ်ပြန်ဖြေတယ်ငါရှင်သာရိပုတ္တရာတဲ့တပည့်တော်မြတ်စွာဘုရားမိန့်တော်မူခဲ့ပါသောတတိပဒံ၄ ပါးကိုအခြေခံထားပြီးတော့အာနာပါနကမ္မထာနဲ့နေလေးရှိပါတယ်အာနာပါနကိုအခြေခံထားပြီးတော့တတိပဒံ၄ ပါးတို့ဖြင့်တပည့်တော်ပွားများပြီးတော့နေပါတယ်နော်တပည့်တော်ရဲ့စိတ်သည်အပ္ပမာဒဆိုတဲ့တတိတရားကိုလက်ကင်ထားပြီးတော့
ရုပ်ရဲ့သဘောလက္ခဏာကိုထိုးထွင်းပြီးတော့ကြည့်ပြီးတော့နေတယ်နာရဲ့သဘောလက္ခဏာထိုးထွင်းပြီးတော့ကြည့်ပြီးတော့နေတယ်ထိုယုံနဲ့ဓမ္မသင်္ခါရတရားတို့ရဲ့မြင့်မြတ်တရဇဖြစ်ပြီးပြည့်စည်တဲ့ဒုက္ခသစ္စာကိုကြည့်ပြီးတော့မြင်နေတယ်သမုဒိယသစ္စာကိုပယ်တတ်ပြီးတော့ချမ်းသာနေတယ်និရောဓသစ္စာကိုဉာဏ်ကညွှန်ကိုင်းပြီးတော့ချမ်းသာနေတယ်တပည့်တော်ဒီအာနာပါနကိုရှေကံထားပြီးဝိပဿနာတတိပဋ္ဌာန်၄ပါးတို့ဖြင့်ဗမာတတ်တဲ့ကြိုးစားပွားများအထုတ်တော်အထုတ်နေခြင်းကြောင့်တပည့်တော်သည်တဲ့အလွန်ချမ်းသာတယ်ငါရှင်သာရိပုတ္တရမြတ်စွာဘုရားရှင်ကကာယဝိဝေကစိတ်တဝိဝေကဆိုတဲ့ကိုယ်ပဝန်းကျင်ကလည်းတိတ်ဆိတ်ငြိမ်သက်ပြီးတော့နေတယ်စိတ်စဉ်မှာလည်းပဲကိလေသာတွေအလံပလံတွေကိုမကြားရလိတာစိတ်စဉ်တွေကိလေသာပါကိလေသာတွေငြိမ့်နေတယ်အဲ့ဒီကာယဝိဝေကစိတ်တဝိဝေကဒီဆိုဝိဝေကနှစ်ပါးတို့အဆုံးသည်ဥပတိဝိဝေကဆိုတဲ့နိဗ္ဗာန်ကိုညွတ်ကိုင်းပြီးတော့မျက်မှောက်ပြုနေတဲ့ဉာဏ်တပိတော်ဒီဥပကဥပတိဝိဝေကတရားတော်ဖြင့်နေပါတဲ့ဘုရားဥပတိဝိဝေကတရားပဲနေတဲ့ပုဂ္ဂိုလ်တို့သည်ကိလေသာတွေချုပ်ငြိမ်းရုပ်သိမ်းသောအာသဘောကင်းกว่าယဟန္တာမထေရမြတ်ကြီးတို့သည်ကိလေသာချုပ်ငြိမ်းရုပ်သိမ်းတော်မူကြကုန်သောသူတော်ကောင်းတို့သည်နိဗ္ဗာန်ကိုအာယုံပြုပြီးတော့ချမ်းသာစွာပဲနေလေးရှိကြပါလေဘုရားဒါကြောင့်တချို့ပုဂ္ဂိုလ်တွေကပြောတယ်ပေါ့ယဟန္တာဖြစ်သွားလို့ချင်းဘာတရားမှအာမထုတ်တော့ဘူးလို့အဲ့ဒါလို့ပြောတတ်ကြတယ်ပြောတတ်ကြတာကပရိယတ္တိဓမ္မကိုမသိလို့ပဲမှန်ပါဗျာဟုတ်လားမှန်ပါဗျာယဟန္တာဘုရားယဟန္တာအရှင်မြတ်ကြီးတို့သည်လည်းဘာနဲ့နေကြတရားနဲ့ပေါ့တတိပဋ္ဌာန်တရားနဲ့ဟုတ်လားအာနာပါနကမ္မထံအရှိကံတပိခန္ဓာတစ်ခုလုံးမှာတတိပြထသောဉာဏ်ပဲကြောင်းကြလေးဆိုင်ကိလေသာမှမရှိတော့ဘူးကိုချမ်းသာစွာနေလေးရှိကြဘယ်လိုနေကြလဲချမ်းသာနေကြတယ်ဘာအာယုံနဲ့တရားအာယုံရုပ်ကိုပဲယောဂထင်ရှားရင်ရုပ်ပဲဆရာမတတိကပ်ပြီးတော့ဖြစ်ပြနေမဲနဲ့ကြိုက်နေတယ်ဝေဒနာပေါ်ရင်ပေါ်တဲ့ဝေဒနာနဲ့ငါနဲ့မရောဘဲနဲ့ဖြစ်နေမဲနဲ့ကြိုက်နေတယ်သင်ညာခန္ဓာကိုယ်လည်းဖြစ်နေမဲနဲ့ကြိုက်နေသင်္ခါရခန္ဓာကိုလည်းဖြစ်နေမဲနဲ့ကြိုက်အောင်ကြည့်နေတယ်ဝိညာဉ်နဲ့ခန္ဓာကိုယ်လည်းဖြစ်နောက်ကမဲနဲ့ကြိုက်နေတယ်ဩခန္ဓာ၅ပါးလုံးကိုခန္ဓာ၅ပါးကိုဉာဏ်၅ပါးနဲ့ထောက်ပြီးတော့ရှိကဖြစ်နေနောက်ကမဲခင်ကြိုက်ပြီးချမ်းသာနေကြခန္ဓာ၅ပါးကိုဉာဏ်၅ပါးနဲ့ကြည်နေကြဉာဏ်၅ပါးနားလည်ရဲ့လားသမ္မာဝါယာမသမ္မာသီသမ္မာသမာဓိသမာဓိမဲ့ခင်၃ပါးသမာဓိသမ္မာသင်္ကပ္ပပညာမဲ့ခင်၂ပါးပေါင်းလိုက်တော့သမာဓိမဲ့ခင်၃ပါးကိုအကုန်ကြီးရထားသောသမ္မာသင်္ကပ္ပသမာဓိဉာဏ်၂ပါးသည်ပညာမဲ့ခင်၂ပါးသည်ဘယ်ကိုအာယုံပြုနိုင်လဲနိဗ္ဗာန်ကိုညှော့ကိုင်းပြီးနိဗ္ဗာန်ကိုအာယုံပြုနိုင်တယ်ပေါ့မှန်ပါဗျာဘာကြောင့်လဲဆိုရင်စိတ်ဟာသိမ်မွေ့နူးညံ့သိမ်မွေ့နေတာကိုမှန်ပါဗျာတတိတရားတို့ဖြင့်တတိပဋ္ဌာန်တရားတို့ဖြင့်တွေ့ထိထားသောစိတ်သည်နူးညံ့သိမ်မွေ့နေတယ်ကာယမုဒုတာစိတ်တမုဒုတာဖြစ်တယ်ဟုတ်လားမှန်ပါဗျာဒါကြောင့်မို့လို့ဘုန်းကြီးတို့ငယ်ငယ်တုန်းကမာစီဆရာတော်ကြီးကဘာပြောလဲဆိုတော့ဦးဇင်းလေးတဲ့တကယ်ကိလေသာပါပြီးတော့တတိပဋ္ဌာန်နိကြကြအတိုင်းအလုံးလုံးနေတဲ့ပုဂ္ဂိုလ်ဟာသူကမ္မထအားထုတ်နေတာကိုထိုင်နေခြင်းဖြစ်ဖြစ်ရက်နေခြင်းဖြစ်ဇင်းကြံခြင်းဖြစ်ဖြစ်ကြည့်လိုက်ရင်ပုထုဇဉ်မင်းညာတော်လည်းပဲအနာဂံပုဂ္ဂိုလ်တယောက်လိုဖြစ်နေတယ်နော်ဆရာတော်ကြီးဘုန်းကြီးတို့ကို
ပြောပြတာသင်္นานသဘောနဲ့ဟိုမှာကိုတော်တစ်ပါးကိုကြည့်သူအမှတ်သိကောင်းနေတယ်ကြွပုံကြွနီးလေးတွေရှီတော်လေးတွေကြွကျင်တာလေးတွေတဖြည်းဖြည်းကြွတဲ့နေတာလေးတွေလှန်သွားတာလေးတွေချနေတာလေးတွေထိနာသိတာလေးကိုအမှတ်ကလေးနဲ့အဝင်ခွင်ကြဖြစ်နေတယ်တတိနဲ့ညာနော်ခန္ဓာရှိကိုဉာဏ်သိနဲ့ကြည်ပြီးတော့စိတ်ချမ်းသာတာကိုကာယဝိဝေကစိတ်တဝိဝေကဖြစ်နေတယ်လေအဲ့တော့မိမိစိတ်ကလေးကိုကမ္မထအာယုံဘက်နေတွေ့ထိထားတော့သိချမ်းသာတယ်လောကကြီးကိုအကုန်လုံးမေ့ပြောက်ထားတယ်ဟုတ်လားဘုန်းကြီးတို့ခဏခဏသတိထားမိတယ်သတိရတယ်အိုးပင်လေကံကြီးမှာညောင်ပင်ကြီးအောင်ပါတပါးတဲ့ဟိုတုန်းကလူသူလေးပါအသွားလာလဲမရှိကြဘူးတော့အဲ့ဒီပင်ကြီးကသိပြီးကောင်းတော့ဟိုတုန်းကမိလောင်ပြီးတော့မှကွက်ပြက်ဖြစ်သွားတာစိတ်မကောင်းဘူးဩဟိုတုန်းကကောင်းလိုက်တာအပင်အောက်ကလင်းအေးချမ်းချမ်းလေးလေးတီတဲလေးခင်းထိုင်ရကင်းလေးခင်းပြီးအဲ့ဒီမှာစိတ်တန်းကြအလုပ်လုပ်တော့အိုးရိယာပို့ရှိခိုင်းလို့ကောင်းလိုက်တာအရသာသိရှိတဲ့ပင်လေပင်ကလည်းပဲလေပင်လေညင်းလေးတိုက်ခတ်အလိုလိုရတာသိကောင်းတယ်ကာယဝိဝေကစိတ်တဝိဝေကဖြစ်ပြီးတော့နော်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာအရိယာသူတော်ကောင်းများရဲ့နေရာမဟုတ်လားဒါကြောင့်မို့လို့ကမ္မထအားထုတ်တဲ့ပုဂ္ဂိုလ်တွေဘယ်နေရာပဲတိတ်ဆိတ်ငြိမ်သက်နေရမတိတ်မဆိတ်ဘူးဆိုရင်အရိယာသူတော်ကောင်းနေရာမဟုတ်ဟုတ်လားဆူညာဖြစ်နေမယ်ဆိုရင်အရိယာသူတော်ကောင်းကြီးကထိုလိုနေရာကိုအလိုမရှိဘူးဘုရားယဟန္တာပုဂ္ဂိုလ်တွေကအလိုမရှိဘူးဟုတ်လားဘုရားယဟန္တာတို့သည်မြတ်သောအားဖြင့်တောရဌာနမှာအနေများကြအကျိုးမထီကြီးတွေဆိုတောထဲမှာတရားအားထုတ်တယ်ကိုရည်ရွယ်ချက်ပန်းနိုင်နေပြီးမှလူကြားတဲ့ကိုရောက်လာကြဘာကြောင့်လဲဆိုရင်ကိုဒီတရားကောင်းကျိုးရောက်ဖို့ခုလောက်ကျိုးကိုအာမထုတ်ဖို့ဗုဒ္ဓမြတ်စွာသာသနာကြီးရှိကဘုရားလက်ထက်ကလည်းစတဲ့တက်ဖို့ထပ်မညှိုးဖို့အာကျိုးငမန်တဲ့ငါဆောင်ရွက်မိဘုရားသာသနာတည်ဖို့ဒီပထမကိုအတွက်အလုံးလုံးတယ်ဟုတ်လားဘွားပဲတကားပိဋကသိတဲ့အရိယာသူတော်ကောင်းမျိုးစစ်တွေရပြီဆိုရင်ထိုအသီးလေးကိုတရားဓမ္မတွေကိုဟောပေးတယ်မဟုတ်ဆရာတော်ကြီးတို့ပေါ့အာစီဆရာတော်ကြီးတို့လို့ပေါ့ဟုတ်လားဟိုးဆရာတော်ကြီးတွေကတကယ်အလုပ်လုပ်ခဲ့လုပ်ပြီးတော့မှထိုတရားလေးတွေကိုမျှဝေခံစားပေးတယ်ဟုတ်လားမျှဝေခံစားကိုသိသလိုသိစေအောင်ကိုမြင်သလိုမြင်စေအောင်ကိုသဘောပေါက်ထားသလိုသဘောပေါက်စေအောင်ပရိယတ္တိကိုဘောင်ယူပြီးတော့ပရိယတ္တိဘောင်ကိုအတိပြီးတော့ပฏิပတ်တိဉာဏ်ပေါ်အောင်ကြိုးစားရတာကိုဒါကြောင့်ပရိယတ္တိကစီကံပฏิပတ်တိကနီလန်းဟုတ်လားစီကံမှန်ရဲ့နီလန်းမှန်တယ်စီကံမမှန်ရဲ့နီလန်းမမှန်ဘူးနီလန်းမမှန်ရဲ့မေတ္တာဖို့တာဖြစ်တယ်မညာဖို့ညာမပေါ်ဘူးကျင့်တော့ကျင့်တာပဲအားထုတ်တာပဲသို့တော်လည်းမညာဖို့ညာရမယ်တရားမဟုတ်တော့ပါပဲနဲ့သမထဇန်စိတ်တွေဖြစ်ပြီးတော့ငြိမ်ပြီးချမ်းသာပြီးအဲ့ဒါဒီတရားရပြီးလို့ထင်ပြီးတော့လေလမ်းပေါ်မှာလမ်းလျှော်သွားတာပဲဒါကြောင့်မို့လို့သမထနဲ့ဝိပဿနာလည်းကွဲဖို့လိုသေးတယ်သမထဆိုတာအာယုံတစ်ခုဆွဲမဲ့ရှုသမထဇန်ကိုခေါ်ဟုတ်လားသမထဇန်တဲ့ခန္ဓာကိုယ်ကြီးကိုပထမဇန်ဖြစ်တာဝင်လေထွက်လေဒါပဲမှတ်ရတာကိုဘာမှမမဲ့အနိစ္စဒုက္ခအနတ္တတွေမမဲ့ဝင်လေသည်ထွက်လေသည်ဒါလည်းဝင်လေကိုရှုချက်ဓမ္မမရင်နဲ့စိတ်တည်ငြိမ်ပြီးတော့ဝေဒနာကိုလဲလို့ရှုပြီးတော့ဝေဒနာရဲ့အပြုတ်ထဲမှာဇန်စိတ်ဖြစ်အောင်ငြိမ်ကြသွားပြီဆိုငြိမ်သွားပြီအဲ့ဒါဇန်ဖြစ်နေပြီတတရားဇန်လောက်ဖြစ်နေငြိမ်အေးချမ်းသာပြီအဲ့ဒါကိုပဲလေဒါတရားရပြီးတော့ထင်သွားပြီဘာမှမဆိုင်သာသနာပအတိပဲရှိသေးတာဖြစ်ဖြစ်တော့မမြင်သေးဘူးဟုတ်လားဖြစ်ချင်းကိုတော့မတွေ့သေးဘူးဖြစ်ဖြစ်တော့မမြင်သေးဘူးအနိစ္စလက္ခဏာကိုမတွေ့သေးဘူးဒုက္ခလက္ခဏာညာမပေါ်သေးဘူးအနတ္တညာမပေါ်သေးဘူးဟုတ်လားလက္ခဏာညာမဆုံးသေးဘူးညာမှမဆုံးသေးပဲဟုတ်လားအစပိုင်းပဲရှိသေးတယ်အဲ့တော့ဒါကိုဆရာသမားတို့တဲ့ပုဂ္ဂိုလ်ကဘုရားရှင်ဆုံးမကိုပရိယတ္တိကိုဇဗေကျမ်းကညှိပြီးတော့ဝိပဿနာညာပေါ်လေးတွေကိုဟောပေးရပ
ပြောပြရပြပြင်ပေးမှသာလေဘုရားနီးကနိဗ္ဗာန်ချမ်းသာကိုကျေးဇူးပြုတာတပါးနီးကမညာဖုန်ညာအလှမ်းဝေးသွားတတ်တယ်ဟုတ်လားအဲလိုဒီခေတ်မှာများသောအားဖြင့်ကတော့ဘုရားနီးတွေပျောက်ပြီးအာဇရိယဝါဒနီးတွေကလွှမ်းမိုးကုန်တယ်သူနီးငါနီးတွေအာဇရိယဝါဒနီးတွေကလွှမ်းမိုးပြီးတော့ဗာလဲပိုးတာကိုမောင်ပုံစောင်းမတက်လို့ဖြစ်တယ်ရစ်တွေတော့အများကြီးရှိပါတယ်လတွေနှစ်တွေလတွေဒါများပြီးတော့မညာဖုန်ညာမပေါ်ဘူးဟုတ်လားမောင်ပုံဆိုတဲ့လူငယ်လေးဟာစောင်းတီးတင်တယ်လေစောင်းတီးတင်တော့ပိုးချိုးလေးတွေကိုတက်ပိုးချိုးသာကုံသွားချတယ်သူစောင်းတီးမတက်ဘယ်တက်မှလည်းနီးမှမကြပဲကိုဟုတ်ကဲ့လားထို့သူပဲတရားတွေအားထုတ်တဲ့ကာလမှာနီးကြဖို့နီးစနစ်တွေသိရေးကြည့်တယ်ဘုရားရှင်ရဲ့ဆုံးမကနံပါတ်1ကာယကထာတတိကာယ ानु ပါဒနာတတိပဒံဖြစ်တဲ့အာနာပါနကိုရှိခံထားပြီးဝိပဿနာဉာဏ်ပေါ်အောင်ဟုတ်လားအခုဘုန်းကြီးတို့အာမပါဠိဝဏသုတ်တန်ထဲမှာဒါကိုမြတ်စွာဘုရားရှင်ကိုစားအရှင်သာရိပုတ္တရာမထေရမြတ်ကမေးတဲ့အရှင်နရုဒ္ဒကိုငါကျင်နရုဒ္ဒတဲ့သင်္နာမျက်နှာကြည်လင်းလိုက်တာသင်သန့်ရှင်းလိုက်တာဘယ်လိုနေပုံနဲ့နေတယ်တပည့်တော်အာနာပါနအခြေခံထားပြီးတတိပဒံ၄ပါးနဲ့နေပါတယ်ဗျာဘာကိုအခြေခံအာနာပါနဝင်လေထွက်လေကိုအခြေခံပြီးတော့ကာယဝေဒနာစိတ်ဓာတ်တတိပဒံ၄ပါးနဲ့နေပါတယ်တဲ့အဲ့ဒီတတိပဒံ၄ပါးနဲ့နေလိုက်တဲ့တွေ့တာကြောင့်ရုပ်ပဲပေါ်ပေါ်နာမ်ပဲပေါ်ပေါ်ဖြစ်ပေါ်လာတဲ့မြတ်တော်သင်္ခါရတရားတွေအကုန်ဖြစ်ကုန်ပြည့်နေတာပဲဟုတ်လားရုပ်ပေါ်ကြီးပေါ်တဲ့ရုပ်ကိုတတိနဲ့ကပ်ပြီးပေါ်သိပြည့်နေတာပဲနာမ်ဆိုတဲ့စိတ်လေးပေါ်တာလေးပေါ်တတိလေးကပ်ပြီးဉာဏ်လေးနဲ့ကြည့်နေပေါ်သိပြည့်နေတာပဲဟုတ်ကဲ့လားကိုကပေါ်အောင်လည်းမကြိုးစားရဘူးပြောက်အောင်လည်းမကြိုးစားရဘူးနားလည်ပြီနော်ဖြတ်အောင်လည်းမကြိုးစားရဘူးပြောက်အောင်လည်းမကြိုးစားရဘူးကိုအလုပ်ကဖြစ်တဲ့ပြစ်ဒဏ်လေးကိုမြင်နေုံပဲဘောပေါက်ရဲ့လားဘာကိုမြင်နေဖို့ဒါကြောင့်ဖြတ်အောင်လဲလုံးမရှုနဲ့ပြတ်အောင်လဲလုံးမရှုနဲ့တရားဆိုတာလှုပ်လဲမရှုနဲ့ရှာလဲမရှုနဲ့အောင့်လဲမထားနဲ့အတင်းအဓမ္မလှုပ်ရှုရင်လမ်းသွားရင်လမ်းစာပြောင်းနေတတ်တယ်တရားဆိုတာလှုပ်လဲမရှုရရှာလဲမရှုအောင့်လဲမထားရဘယ်လိုမှတ်ရမှာလဲလို့မေးရင်ရှင်သာရိပုတ္တရာကမ္မထံပေးတယ်လို့ပေါ့ကာယမိမှာသမတ္ထဣမံကာယံဤခန္ဓာကိုယ်ကြီးကိုသမတ္ထလေးပုံမှန်လေးရှုပြီးတော့စောင့်ကြည့်ကွာဝိပဿနာတရားဆိုတာဘာလို့ရမယ်တရားပရိဇာနနာပုဏ္ဏပုဏ္ဏခဏလေးရမဟုတ်ပါဘူးတဲ့အချိန်ယူပြီးတော့ဇက်တိုက်ကျန်တဲ့အမူအရာတွေသိမ့်မွေးအောင်ကာယမုဒ္ဒတာစေတမုဒ္ဒဖြစ်လာအောင်ကာယစုကတာစေတုစုကတာဖြစ်လာအောင်ကာယကမ္မညတစေတကမ္မညတဖြစ်လာအောင်ဟုတ်ကဲ့လားကိုယ်မူရတဲ့နုညံသိမ့်မွေးလာစိတ်လည်းနုညံသိမ့်မွေးလာတယ်စိတ်မှာကိလေသာပါလာလေးကိုယ်မူရနုညံသိမ့်မွေးလာလေးပဲဟိုကြည့်လိုက်လို့ရှိရင်ထိုင်နေလို့ရှိရင်ကြောက်တန်ကြီးလို့ဖြစ်နေတယ်ဘာတမ်းမကြောက်တိတ်ဆိတ်ကြီးပဲချူကွနဲ့ချူကျဲကြိုက်တာကိုဖြစ်ပြနေမဲနဲ့ကြိုက်နေလို့ရက်ပြီးတော့နေပြန်လို့ဘယ်နှစ်နာရီပဲရက်ကြောက်တန်ကြီးလို့ဖြစ်နေငြိမ်ပြီးတော့ဖြစ်ပြနေမဲနဲ့ကြိုက်နေတာနော်စင်ကြံမလို့ချင်းဘယ်ညာမကြည့်ပဲချွချစ်တဲ့ကိုသွားပြီးတော့ချူကွဒီကြိုက်ပြီးတော့ကြွားကျင်တဲ့ကြွားတဲ့ကမှကြွားသေးပြလှမ်းသေးပြချသေးပြအာချစ်တလန်းချင်းဖြစ်ပြနေမဲနဲ့ကြိုက်ပြီးတော့အဲ့ဒီစင်ကြံချီမှလည်းမညာဘုံညာပေါ်သွားတတ်တယ်ရပ်ပြီးတော့မှတ်နေစဉ်မှလည်းမညာဘုံညာပေါ်သွားတတ်တယ်ထိုင်ပြီးတော့မှတ်နေစဉ်မှလည်းမညာဘုံညာပေါ်သွားတတ်တယ်ဟုတ်ကဲ့လားတတိနဲ့ပညာကလိုရင်းတော့ဒါကလိုရင်းဒါကြောင့်မိန်းမယောက်ျားသဘောအားဖြင့်ခြားနဲ့မရှိသားရှိသေးလို့တတိပညာလိုရင်းသားဒီလိုမိန်းတရားဆိုတာတဲ့ယောက်ျားရင်မှမိန်းမမှဘုန်းကြီးမှသီလရှင်မှမဟုတ်ပါဘူးတဲ့ဒါကလိုရင်းတဲ့တတိနဲ့ပညာကလိုရင်းပြန်ပြောဘာကလိုရင်းခန္ဓာတစ်ကိုယ်လုံးမှာအမြဲတမ်းလို့ဘသူပြနေတယ်ခန္ဓာကဘာဖြစ်နေတယ်အရှိလားမရှိလားခန္ဓာကအမြဲတမ်းပြနေတာဉာဏ်လေးနဲ့ဘာလို့ရမလဲကြည့်ပေးရဘာလို့ရမလဲအရှိယုတ်နံဟုတ်လားအရှိဟုတ်မှန်ယုတ်နဲ့နံကိုအမှန်ဉာဏ်ကြီးဖြစ်တိုင်းသိလို့ပြတိုင်းသိလို့အဲ့ဒါလို့
နော်ဟောဤသာကောင်းဒုက္ခပေါင်မှလွတ်အောင်ယုံ၍ချမ်းသာတွေ့ဖို့အရှိဟုံးမှန်ယုံနဲ့နံကိုအမှန်ဉာဏ်ညှိဖြစ်တိုင်းသိလောပြတိုင်းသိလောဝီရိနှင်တံချုမြိုက်တံဖြင့်ဆယ်တံကိလေလောင်ကျွမ်းကြည်အောင်မောမနာမသေးပါကလေးတက်သုံးနေလေဆောလေးမြန်စွာချုမြိုက်ပါလော့နောင်ခါကာလရှိန်လွန်ရမနောင်တတကြီးသင်မကြီးနဲ့နောင်ခါကာလရှိန်လွန်ရမနောင်တတကြီးသင်မကြီးနဲ့ဇနီးမယားသမိသားနဲ့လင်သားအိမ်ရာဖြားဖြားကိုငဲ့ကဖဲ့နဲ့အရှင်ရွေးကသေပိသင်ကိုဥလိမယ်ဟိုငဲ့ဒီငဲ့မနေနဲ့တဲ့ဘသူဥသွားတတ်တယ်မဟုတ်ဆရာတော်ကြီးဒါကိုထောက်ပြီးတော့အသေးမိုးခင်ညံဥအောင်လို့ဒီခန္ဓာကိုယ်ကြီးရကံစီမံထားတဲ့ခန္ဓာကံမိုးခင်ညံဥအောင်လို့ဟုတ်လားကံစီမံထားတဲ့ခန္ဓာကိုယ်ကြီးကသွားနေတယ်လေပြူယာမအိုယာမနာယာမသည်သူလမ်းစဉ်ကဒီတိုင်းတန်းသွားနေတာပဲပြူယာမပါဟိုဒီလားရှင်ကတရားမှတော့အရေးမသိဟိုလှုပ်ရှင်ဒီလှုပ်ဟိုခောက်ဒီခောက်နဲ့တော်အကုသိုလ်များတာရှေ့မှနေပိုသတိထားရတယ်တိတ်ဆိတ်ငြိမ်သက်ပြီးဟောတဲ့တရားဘာမှမလုပ်ရဘူးတရားနာပြီဆိုရင်တရားဟောတဲ့ပုဂ္ဂိုလ်ကလည်းအာဃာတော်ဖြစ်အောင်လုပ်တာတရားကိုလည်းဖြစ်စည်းတာရောက်တယ်အဲ့ဒါတိတ်ဆိတ်ငြိမ်သက်ပြီးဟောတဲ့တရားကိုညာနဲ့စိုက်ပြီးနားထောင်နေရတယ်တရားသားလေးပေါ်အောင်ဟောတဲ့တရားကအနဲ့ကလေးကိုမိမိညာနဲ့မှတိုက်ပြီးရှိမှအဲ့ဒါတရားကကိုယ်ကျေးဇူးပြုနေတာဟုတ်လားတရားဆိုတာဘသူကပြနေတာပြနေတာကိုဘာလို့ရမလဲခဏပြောပြတယ်ဣမံကာယဤခန္ဓာကိုယ်သမသတ္တစောင့်ကြည့်ဘာကိစ္စပေါ်မကြည့်နဲ့မလုံနဲ့မကင်နဲ့ဟုတ်လားစောင့်ကြည့်ပေးပါတယ်ပရိဇာနာတပုဏ္ဏပစတ်တင်ထပ်ချင်းကြည့်ပေးပါတဲ့ကြည်ပံများလာတော့မှကာယေသဘာဝဝိရိတွာယဝိရိတွာနာကာယေခန္ဓာကိုယ်ရဲ့သဘာဝယုတ်သဘောနဲ့ဖြစ်သဘောပြည့်သဘောဝိရိတွာနာဖြစ်ဖြစ်ဒီဖြိုင်းပြိုင်မြင်လာသည်ရှိတော့ဒုက္ခသာအန္တကရိတတိဒုက္ခအဆုံးကိုဉာဏ်နဲ့ယုံထွက်လိမ့်မယ်ဟိဖြစ်ဖြစ်အဆုံးကိုဉာဏ်ကယုံထွက်သွားလိမ့်မယ်လို့ပြောတာဟုတ်ကဲ့လားဘသူကပြနေတာဘာနဲ့ကြည်သဘောပေါက်တယ်နော်အရှင်ဥဒ္ဓမထေရမြတ်ကငါရှင်သာရိပုတ္တရာတဲ့တပည့်တော်ရှေ့ကဖြစ်ပြတဲ့နောက်ကမက်ကင်နေပါတယ်ဖေဟာဟောဘာနဲ့နေတယ်ဖြစ်ပြတဲ့မနဲ့ကိုက်နေလို့ချမ်းသာတယ်နားလည်ပြီနော်ငါရှင်သာရိပုတ္တရာတဲ့ဖြစ်ပြတဲ့မနဲ့ကိုက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကသောတာပန်တဂရကအနာကယဟန္တာပုဂ္ဂိုလ်တွေမို့ချမ်းသာတာပေါ့ဗျာအရိယတကိန်းတော့ချမ်းသာတာကိုဘုရားပြောတော့မှာရှင်သာရိပုတ္တရာမထေရမြတ်ကပါပြောလဲဆိုတော့ဩငါရှင်တို့တာတုကောင်းလိုက်တာငါရှင်ထံကဤကဲ့သို့ယဟန္တာဆိုတဲ့စကားလုံးလေးကိုအာလောကုန်ကနဲ့ယဟန္တာဆိုစကားလုံးကိုကြားရတာအလုံးဝမ်းသာပါတယ်ဗျာရှင်ဘုရားတို့တပည့်တော်တို့ဘုရားသာသနာမှာလူဖြစ်ရကြိုးနှက်ပါပြီဆိုဘုရားမြတ်စွာဘုရားသာသနာအကြောင်းရင်းခံပြီးတော့အရှင်ဘုရားတို့တပည့်တော်တို့ရှင်ဘုရားတို့လူလောကကြီးခက်တကနာဆုံစည်းရတို့နဲ့တာပေါ့ဗျာလို့ရှင်သာရိပုတ္တရာသာဓုခေါ်တယ်ဟုတ်လားဘယ်လိုနေလို့ပြန်ပြောပါဦးဖြစ်ဖြစ်နေမယ်နဲ့ကြိုင်လာအရှိနဲ့အသီးနဲ့ကြိုက်နေလို့ခန္ဓာကိုယ်ကိုညံနဲ့ကြည့်နေလို့ဟုတ်ကဲ့လားအာနာပါနဝအခြေခံထားပြီးသတိပဋ္ဌာန်၄ပါးကိုလက်ကင်ထားကကြိုးစားအားထုတ်နေတဲ့ပုဂ္ဂိုလ်မှန်သမျှတို့တဏ္ဍာမှာကိလေသာတွေအမြဲတမ်းပါဖြစ်နေတယ်ပါလာတာပေါ့ကိလေသာတွေခေါင်းမပြီးဒုက္ခအဆုံးကိုယုံထွက်ကုန်ကြတာပေါ့ဟောပေါ့ရဲ့လားမဲ့အဆုံးကိုဒုက္ခအဆုံးကိုယုံထွက်သွားတော်မူကြယုံထွက်တော်မူကြနားလေရဲ့လားခန္ဓာအဆုံးကိုဉာဏ်နဲ့လိုက်သွားကြတယ်သူခန္ဓာကိုယ်ရဲ့အမြဲတမ်းဖြစ်ပြနေတယ်မဟုတ်လားဖြစ်ချင်းကိုဖမှန်တတ်ကြည့်ပါမှမြင်မမုံဉဏ်ကဆုံးဉဏ်သို့ရောက်သွားတဲ့အချိန်သည်မဖြစ်မပြတဲ့និရောဓသစ္စာမှုချမ်းသာတယ်
ဟုတ်လားဖြစ်ပြနေတာကဆင်းရဲတယ်ဖြစ်ပြနေတာကမဖြစ်မပြတဲ့တရားကဒါကြောင့်ဖြစ်ပြီးပစ္စည်းတဲ့ခန္ဓာဒုက္ခသစ္စာမှမဖြစ်မပြတဲ့និရောဓသစ္စာပေါ်အောင်ကြိုးစားပွားများအားထုတ်နိုင်ကြပါစေလို့မေတ္တာပို့ရင်းကဲအချိန်စီးပြီးတော့ကြအောင်စို့ကဲကုသိုလ်တရားတွေရင်ဝယ်ပိုက်ပြီးဆုတောင်းမြတ်ပေးဝေကြမယ်ဤသို့ပြုရရင်စားရှိသမျှလုံးစုံဘုံ30ဖြစ်ဖြစ်တဲ့မြတ်ရှိရှိတဲ့မြတ်ဒီရရာကြရပါစေဒီငါဝေဒီညာဝေတာအောင်စေတော်ဘုဒ္ဓဒီယဘုရားသာဘုဒ္ဓသောမြတ်တော်နှလုံးတော်အားဆုံးရသောဘုသောမင်းများတို့ကိုဝန်သာစွာသာဘုသောယူတော်မူကြဘုရားရိယာသူတော်ကောင်းတို့ဘုရားသောမြတ်တာနှုတ်တော်အားထုတ်ရသောဘုသောမန္တများတို့ကိုဝမ်းမြောက်ဝမ်းသာစွာသာဓုသာဝတုဘုသောမြေယယူတော်မူကြဘုရားရိယာသူတော်ကောင်းတို့ဘုရားသောမြတ်တာကျွန်ုပ်တို့အားထုတ်ရသောဘုသောမန္တမြတ်တို့ကိုဝမ်းမြောက်ဝမ်းသာစွာသာကိုယ်စိတ်နဲ့ပြကြမ်းမှချမ်းသာလို့အာထုစေဝိပဿနာဉာဏ်သည်မဉဏ်ဖို့ဉာဏ်ကိုလင်းမြန်သောသိဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကိုယ်ချမ်းသာတဲ့ပြေဝကြပါစေကဲအားလုံးမတ်တက်လေး